ရေခဲပြင်ကြီးကဘလောက်ကျဲကျဲတစ်ပင်ပန်းပင်တွေစိုက်ပျိုးလို့မရတယ်လို့ပဲကျမတို့လုပ်နေကြသမီးရိုးကြအလုပ်တွေသမီးရိုးကြတွေးခေါ်ပုံတွေအဲ့ဒီအရာတွေကရေခဲပြင်ကြီးထဲမှာတစ်ပင်ပန်းပင်တွေစိုက်မရတယ်လို့ပဲကျမတို့ရဲ့ခေါင်းထဲမှာရှိတဲ့အကြံသစ်ဉာဏ်သစ်တွေထွက်လာနိုင်စရာအကြောင်းမရှိပါဘူးဥပမာအနေနဲ့ပြောရရင်မနေ့ခင်းပိုင်းအမြဲတမ်းအလုပ်လုပ်နေတဲ့သူဟာညာပိုင်းအလုပ်ဝင်လုပ်ကြည့်ရင်မနေ့ခင်းပိုင်းနဲ့ညာပိုင်းဘာကွာတယ်လဲဘာစိတ်ကူးစိတ်သန်းတွေရတယ်လဲဘာအကြံသစ်ဉာဏ်သစ်တွေရတယ်လဲဆိုတာကိုရှာဖွေရမှာဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ကိုကျွမ်းကျင်ပြီးသားကိုတက်ကျွမ်းပြီးသားပညာရက်တွေအလုပ်အကင်တွေမဟုတ်ဘဲနဲ့နောက်ထပ်ပညာရက်တွေသင်ကြားရမယ်နောက်ထပ်အလုပ်အကင်အသစ်တွေလုပ်ငန်းအသစ်တွေကိုစမ်းသပ်ကြည့်ပြီးရှာဖွေပြီးတော့လုပ်ကင်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကလည်းအကြံသစ်ဉာဏ်သစ်တွေကိုတိုးပွားစေလိုပဲဖြစ်ပါတယ်